ပြီးလိုက်ဟုတ်ကဲ့ဘယ်လိုဟုတ်ပြီ တနခါလေးတွေနှိမ့်ချင်ရပါနော်တရပုံတနခါလေးပြေနာကြည့်ပဲပြရတာလေရှင် ဟုတ်ကဲ့ပါဟုတ်အဲ့ဆိုကျွန်တော်လိမ့်လိုက်ပါမယ်ဟုတ်ကဲ့ဘယ်နားကြီးသွားတယ် ဒီနာလေးလိမ့်မယ်လေ ဟုတ်ကဲ့ ကြောက်တယ် ဟုတ်ကဲ့ပါဟုတ် ဒီကလေးလေးလာ ဟုတ်ကဲ့ကျွန်တော်ဒီနေ့မှာတော့တပညုဖရာကြီးထံကိုကျွန်တော်ရောက်ရှိနေမှာဖြစ်ပါတယ်မြမတနခါကိုကျွန်တော်တို့မလိမ့်ဖြစ်တာနဲ့ကြာပြီဆိုတော့ဖရာကိုရောက်တော့ရောက်ခိုက်တနခါလိမ့်မှာဖြစ်ပါတယ်ဟုတ်ပါစားထိုင်လမ်း ရက်ခိုင်းလိုက်စလိမ့် ဘယ်ပုံလေး ကိုသိရဟုတ်သိရပုံလေးလိမ့်ရတယ်အသေးပုံလေးလိမ့်ရတယ်ဒါပေမဲ့ပကံတွေချမ်းမြက်တယ်သိရ ဟုတ်ကဲ့ ဒီတိုင်းလိမ့်တာတော့သိရသိရလိမ့်ရတယ်နော် ဟုတ်ကဲ့ ကိုကိုဒီ ပြီးလိုက်ဟုတ်ကဲ့ဘယ်လိုစင်ရဟုတ်ပြီ